ထိုင်းနိုင်ငံရှိဘက်တရက်ခရိုင်ကနေတောင်ဘက်နာရာသီဝက်ခရိုင်အထိကမ်းရိုးတန်းရှည်မိုင်ပေါင်း1140ကျော်ရှည်လျားတဲ့ဒီထိုင်းပင်လယ်ကွေ့ကြီးဟာထိုင်းနိုင်ငံရဲ့စီးပွားရေးကိုအဓိကကြောထောက်နောက်ခံပေးထားတယ်ဆိုရင်မမှားပါဘူးဒီထိုင်းပင်လယ်ကွေ့ကြီးပေါ်မှာမှီပြုပြီးလုပ်ကိုင်နေကြတဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာရာဘာစိုက်ပျိုးရေးလုပ်ငန်းဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတွေအပြင်ပင်လယ်ကမ်းနီကမ်းဝေးငါးဖမ်းလုပ်ငန်းတွေလည်းပါပါတယ်ထိုင်းနိုင်ငံရေလုပ်ငန်းဌာနရဲ့စီးရင်စရာတွေအရထိုင်းနိုင်ငံတောင်ပိုင်းကရေပိုင်နယ်ထဲမှာငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ငါးဖမ်းဆက်လီစုစုပေါင်း4000ကျော်ရှိတယ်လို့သိရပါတယ်ဒီငါးဖမ်းဆက်လီတွေမှာအလုပ်လုပ်ကိုင်နေကြတဲ့ရေလုပ်သားတွေထဲမှာထိုင်းလူမျိုးတွေမကပါဘူးမြန်မာနိုင်ငံကနေလာရောက်အလုပ်လုပ်ကိုင်ကြတဲ့မြန်မာရွှေပြောင်းလုပ်သမားရေလုပ်သားတွေကအများစုဖြစ်ပါတယ်ထိုင်းနိုင်ငံစီးရင်စရာများအရထိုင်းနိုင်ငံနောက်ဘက်ကမ်းရိုးတန်းဒေသကခရိုင်ကြီး6ခုဖြစ်တဲ့ရနောင်းဖန်ငဖူးခတ်ကရဘီတရန်နဲ့စာတုံခရိုင်တွေကငါးဖမ်းလုပ်ငန်းတွေမှာတရားဝင်မှတ်ပုံတင်ပြီးအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေပြောင်းလုပ်သမားရေလုပ်သားစုစုပေါင်း9600ကျော်ရှိတယ်လို့သိရပါတယ်ဒီမြန်မာရေလုပ်သားတွေရဲ့လုပ်အားဟာထိုင်းနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေကတစ်ခုဖြစ်တဲ့ရေလုပ်ငန်းကိုများစွာအထောက်အကူဖြစ်တယ်လို့ပြောလို့ရပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းကမြန်မာရေလုပ်သားတွေရဲ့ဘဝတစိမ့်ဒေသကိုတင်ပြနိုင်မှုအတွက်ကျွန်တော်တို့ ARD ဝိုင်းတော်သားတွေအနေနဲ့ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်ခူရဝတီမြို့နယ်ကနိုင်ယုံကျေးရွာလေးကိုအခုလိုလာရောက်မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်ခင်ဗျာခူရဝတီမြို့စုံမှာရှိတဲ့ဒီနိုင်ယုံကျေးရွာလေးဟာထိုင်းနိုင်ငံတောင်ပိုင်းကမြန်မာရေလုပ်သားတွေအများဆုံးအခြေချနေထိုင်တဲ့ကျေးရွာတွေကတစ်ခုပါဝင်ဖြစ်ပါတယ်ဒီကျေးရွာမှာနေထိုင်ကြတဲ့မြန်မာရွှေပြောင်းလုပ်သမားဦးရေဟာ9000ခန့်ရှိပြီးတော့အများစုဟာတဝယ်နဲ့မွန်လူမျိုးတွေဖြစ်တယ်လို့သိရပါတယ်ခုဆိုရင်ပူရဝူရီရွာသားတွေပင်လယ်ပြင်ကိုငါးဖမ်းထွက်ဖို့ပြင်ဆင်နေကြပါပြီပိုက်ချုပ်သူကချုပ်တညတာဖမ်းပြီးတဲ့ငါးတွေကိုတေဝမ်းထဲမှာရေခဲရိုက်ထားဖို့ရေခဲခွဲတဲ့သူကခွဲရေခဲဖြည့်သူကဖြည့်နေငါးဖမ်းထွက်ချိန်အစင်သေးဖြစ်အောင်ပြင်ဆင်ထားကြရပါတယ်ညနေ3နာရီ4နာရီချိန်လောက်မှာတော့တရွာလုံးမှာရှိတဲ့ငါးဖမ်းလှေတွေအားလုံးရွာတဲကနေပင်လယ်ပြင်စီကိုအခုလိုအသီးသီးထွက်ခွာသွားကြပါပြီငါးဖမ်းဆက်လီတွေကိုအကြမ်းဖျင်းအားဖြင့်ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာဝလနဲ့ဝဒန်းဆိုပြီးတော့ငါးဖမ်းတဲ့ပုံစံအပေါ်မူတည်ပြီးလှေနှမျိုးနှစားခွဲထားပါတယ်အခုလိုလှေအနောက်ဘက်ကနေပြီးတော့ပိုက်ကိုပင်လယ်ကျမ်းပြင်အထိချပြီးလှေသွားရာတစ်လျှောက်ငါးတွေကိုတရွတ်တိုက်ဆွဲပြီးဖမ်းတဲ့လှေကိုတော့ထိုင်းအခေါ်အဝေါ်ဝလလို့ခေါ်ပါတယ်ပိုက်ဆွဲလှေလို့အဓိပ္ပာယ်ရပါတယ်ဝလလှေတစ်စင်းပင်လယ်ထဲမှာပိုက်ချထားပြီးဆိုတာနဲ့4နာရီတစ်ချိန်လှေပေါ်ကိုပိုက်ပြန်တင်ပြီးပိုက်မှာမိနေတဲ့ငါးတွေကိုဖြုတ်ယူပါတယ်ဒီလိုနဲ့ပဲတညာလုံး4နာရီတစ်ချိန်မရမနာပိုက်အတင်ချလုပ်ရပါတယ်ဝလလေတစည်းဟာကန်းဆက်ကနေပင်လယ်ပြင်ကို9မိုင်ကနေ10မိုင်ဝန်းကျင်အထိပဲသွားပြီးငါးဖမ်းပါတယ်လှေတစ်ခေါက်ထွက်ရင်10ရက်ကနေ13ရက်အထိကြာတတ်ပါတယ်အခုလိုပင်လယ်ကျမ်းမြေအောက်အထိပိုက်ကိုစဝိုင်းပုံတရံချပြီးအောက်ခြေကနေရှိသမျှငါးတွေကိုစုပြီးဖမ်းတဲ့လှေကိုတော့ထိုင်းခေါ်ဝဒန်းလေလို့ခေါ်ပါတယ်အဓိပ္ပာယ်ကတော့ပိုက်အမဲရောင်အကွက်စိတ်ကိုသုံးတဲ့အတွက်ပိုက်မဲလေလို့ခေါ်တာပါဝဒန်းလေတစ်စင်းကိုပိုက်ချပြီးဆိုတာနဲ့2နာရီ3နာရီလောက်ကြာရင်တခါပိုက်ကိုလှေပေါ်ကိုပြန်တင်ပြီးငါးတွေကိုဖြုတ်ယူပါတယ်ငါးရတာအနေများကတော့ရာသီဥတုအခြေအနေနဲ့အခြားသောအခြေအနေတွေပေါ်မူတည်ပြီးတော့အများဆုံးကီလို3000ကနေတခါတလေကီလို100-200လောက်ပဲရတဲ့နေ့တွေလည်းရှိပါတယ်တခါတလေမှာတော့ငါးလုံးဝမရတဲ့ရက်တွေလည်းရှိတတ်ပါတယ်ငါးဖမ်းဆက်လီတစ်စင်းမှာပဲ့ကင်တဲ့အလုပ်ကိုထိုင်းလူမျိုးတွေကလုပ်ပြီးတော့လှေပေါ်မှာပါလာတဲ့လှေသားတွေကိုအုပ်ချုပ်ရတဲ့အလုပ်လုပ်ငန်းပိုင်းဆိုင်ရာစီမံကွပ်ကဲရတဲ့အလုပ်တွေကိုဒေသအခေါ်ပေါ်ရေရှူးလို့ခေါ်တဲ့သူကတာဝန်ယူရပါတယ်ငါးဖမ်းဆက်လီတစ်စင်းမှာအနည်းဆုံးရေရှူး1ယောက်ပါပြီးတော့ပုံမှန်အားဖြင့်လှေပေါ်မှာပါလာတဲ့လှေသား9ယောက်ကနေအယောက်30ကိုအုပ်ချုပ်ရပါတယ်
လေသားအယောက်450ပါတဲ့လေတွေမှာဆိုရင်တော့ရေရှုလက်ထောက်တစ်ယောက်ဒါမှမဟုတ်2ယောက်ထားရပါတယ်ရေရှုရဲ့အလုပ်ကိုများသောအားဖြင့်မြန်မာလူမျိုးတွေတဲကငါးဖမ်းလုပ်ငန်းမှာကျွမ်းကျင်ပြီးလှုပ်သက်ရင်းတဲ့သူတွေကိုခံထားတာဖြစ်ပါတယ်ငါးဖမ်းဆက်လေတစ်စင်းပေါ်မှာပဲ့ကင်တဲ့သူပြီးရင်ရေရှုကဒုတိယဩဇာအရှိဆုံးဖြစ်ပါတယ်ငါးဖမ်းဆက်လေမှာရေရှုဖြစ်လာဖို့ဘလို့စူးစမ်းရတယ်ဆိုတဲ့အကြောင်းကိုရေရှုဖြစ်သူကိုအောင်တန်းကအခုလိုပြောပြပါတယ်ကိုလုံးပဒါမနဲ့ကျိုးစားတော့ယေရှုဖြစ်လာတော့ကျိုးစားပဲနဲ့ဆိုယေရှုမဖြစ်ဘူးကိုရဲ့အောက်အိမ်နဲ့လည်းကျိုးစားတော့လိုလဲရတယ်လိုချစ်ခါချက်ပဲပေါ့အဲ့ဒါဆိုထေးလေးလည်းကိုယုတ်ကြည်လာတယ်ထေးလေးလည်းကိုထေးလေးလည်းကိုအဲ့ဒီကတော့ယုံလာတယ်ထေးလေးအောက်ကိုရောက်လာပေါ့အဲ့ဒါကိုအနေနဲ့ထေးရနေပြီဆိုနေပေးတာပေါ့ထေးနေပေးလိုက်ရှိထေးနေပေးမနဲ့ကိုရဲ့ငွေချင်းတော်နေပြီတယောက်နဲ့တယောက်တန်ပေးတာလည်းရှိတယ်သူငွေချင်းရှိပေါ့အဲ့ဒီလိုလည်းရှိတယ်မနက်ခင်းတွေမှာဆိုရင်တော့ပြီးခဲ့တဲ့ရက်ကပင်လယ်ပြင်ကိုငါးဖမ်းထွက်သွားကြတဲ့လှေတွေဖေကိုပြန်ကတ်ကြပါပြီဖေဆိုတာကတော့ငါးတင်ချလုပ်တဲ့နေရာကိုခေါ်တာပါအခုလိုလေကက်ပြီဆိုတာနဲ့ပင်လယ်ထဲကဖမ်းမိခဲ့သမျှပါလာသမျှငါးတွေကိုလှေပေါ်ကနေဖေတွေမှာတင်ချလုပ်ကြရပါတယ်ဖဲမှာအသေးဆောင်နေတဲ့သူတွေရဲ့အလုပ်ကတော့လှေပေါ်ကနေချလိုက်တဲ့ငါးတွေကိုအကြီးအသေးအမျိုးအစားခွဲခြင်းလက်တဲ့ငါးနဲ့မလက်တဲ့ငါးတွေကိုခွဲခြင်းချိန်တွယ်ခြင်းစတာတွေကိုလုပ်ကြရပါတယ်ချိန်တွယ်ပြီးတဲ့ငါးတွေကိုတော့ငါးဝယ်တိုင်းတွေကတဆင့်ထိုင်းနိုင်ငံအရရက်ကနေလာရောက်ဝယ်ယူကြတဲ့ကုန်သည်တွေကိုရောင်းချဖို့အခုလိုပြင်ဆင်ကြရပါတယ်ခူရဝူရီကျေးရွာမှာအခုလိုငါးဝယ်တိုင်းစုစုပေါင်း10ခုရှိတယ်သိရပါတယ်ငါးတွေကိုအမျိုးအစားခွဲပါကင်ပိတ်ပြီးတဲ့အခါမှာတော့ထိုင်းနိုင်ငံနေရာအနှံ့ပြားကနေလာရောက်ဝယ်ယူကြတဲ့ကုန်သည်ပွဲစားတွေကကားတွေနဲ့တည်ယူကြပါတယ်ခူရဝူရီကျေးရွာကထွက်တဲ့ငါးတွေကိုထိုင်းနိုင်ငံနေရာအနှံ့ပြားကိုမကပါဘူးမလေးရှားနဲ့စင်ကာပူနိုင်ငံတွေကိုလည်းပို့ဆောင်ပါတယ်ထိုင်းနိုင်ငံဟာပြည်ပကိုငါးတင်ပို့တဲ့ကမ္ဘာထိပ်ဆုံး10နိုင်ငံတွေကတနိုင်ငံဖြစ်ပါတယ်ထိုင်းနိုင်ငံရဲ့နှစ်စဉ်ငါးထုတ်လုပ်တဲ့ပမာဏဟာအနည်းဆုံးတန်ချိန်2.8 သန်းရှိပါတယ်အခုလိုထုတ်လုပ်နိုင်မှုအတွက်မြန်မာရေလုပ်သားတွေအနေနဲ့ပင်လယ်ထဲမှာသက်စွန်ဆန်ပြားငါးဖမ်းထွက်ရတဲ့အလုပ်ကလွယ်ကူလာတဲ့အလုပ်မဟုတ်ပါဘူးပင်လယ်ထဲမှာငါးဖမ်းရင်မှုန်တိုင်းနဲ့အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဘူးတဲ့ကိုအောင်တန်းကပဲအခုလိုပြောပြပါတယ်ကျွန်တော်ပင်လယ်ပြင်မှာလှုပ်ရှားတာအန်တီလည်းများတယ်ဒါအန်တီနဲ့ဆောင်ရလှုပ်ရှားနေရတော့ပါသူများကိုလေးလှုပ်ရှားတော့ဘယ်လိုလုပ်မလဲဗျာအန်တီဆိုတဲ့လှုပ်ရှားနေရတော့ပင်လယ်ပြင်မှာဒါတော့လဲပြီးတော့အလည်းပြန်ခါလေတဲလေဆိုရေထဲပြချပြီးသီတွေအများကြီးရှိရပါအဲဒီလိုလိုက်ကြည့်တာလှိုင်းလူမသိပဲနဲ့ဖက်ဒီကျွန်တော်ဥမလုံနေရနေရဒီဘယ်နှောင်းဝင်လာဆိုထမင်းစချင်သားမိုက်အေးသာလဲတာချင်တာမိုက်အဲဒီလိုဆိုရင်ရေထဲလှိုင်းနဲ့ဘောချလိုက်တာကြာသွားတာပဲလက်ရှာလို့လည်းမသိရပါဘူးလိုက်ကြည့်နေဆိုတော့ဘယ်နှလက်ရှာသေးအဲဒီလိုသိဆုံးလို့လည်းအများကြီးရှိတာပဲပင်လယ်ထဲမှာငါးဖမ်းရတဲ့အလုပ်ဟာအသက်အန္တရာယ်များလာတယ်ဆိုပေမဲ့လှေကိုအိမ်လို့အန္တရာယ်ကိုမတုံလို့ပဲပင်လယ်ပြင်ထဲမှာစွန့်စွန့်စားစားလောက်ကင်နေကြရတဲ့မြန်မာရွှေပြောင်းအလုပ်သမားရေလုပ်သားတွေအဖို့တော့မြန်မာပြည်ကမိသားစုဝမ်းဝစေဖို့ရေးသူတို့တွေရဲ့ဘဝကိုထိုင်းနိုင်ငံထဲကငါးဖမ်းလုပ်ငန်းတွေမှာမြုပ်နှံပြီးအခုလိုလာရောက်အလုပ်လုပ်ကင်နေကြရကြောင်းစီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ